Hello မင်္ဂလာပါဒီမိုးအေးအေးနဲ့ဒီမှာဟိုကရင်ကာလပေါ့နေလေးချက်ထားအားဒီစားမှဖြစ်ပါတယ်အဲ့တော့အားကြော်ပြီးပေါ့နော်ရဲ့ပြီးတော့ရှင်လေးနဲ့ဒီမှာပါကာလပေါ့ညာဒီလိုမျိုးလေးမြစ်လေးတွေနဲ့တော့ပါလေကစူပုံရွက်ရဲ့မြစ်ရဲ့လုံးမရီဒီလေးရဲ့စံလော်ထည့်ထားတော့မပေါဘူးပေါ့နော်ဒီလေးပဲညူပြီးလေးနဲ့အဆက်လေးချက်ထားပါမှာငါးကြော်